တတိနဲ့နေတဲ့အလေးချင်းကိုဆွဲဆွဲမြဲမြဲနေစဉ်တဏီလုံးတတိယတိုင်းလေးချင်းလာတဲ့သူဟာတဖြည်းဖြည်းနဲ့မြင်ရတဲ့အခါမှာဖြစ်လာတဲ့အတွေ့အမျိုးမျိုးကြားရတဲ့အခါမှာဖြစ်လာတဲ့အတွေ့အမျိုးမျိုးစားတောက်ရတဲ့အခါမှာဖြစ်လာတဲ့အတွေ့အမျိုးမျိုးခံစားမှုမျိုးမျိုးနဲ့မြင်တာကြားတာအပေါ်မှာသဘောထားမျိုးမျိုးဖြစ်နေတာကိုပိုးပြီးအသေးစိတ်မြင်လာတယ်သိလာတယ်လိုချင်နေတဲ့စိတ်အမျိုးမျိုးလိုချင်တာမရမှစိုးရိမ်တဲ့စိတ်အမျိုးမျိုးလိုချင်တာရတဲ့အခါဖြစ်တဲ့ပျော်ရွှင်မှုမကျေနပ်မှုမာနစတဲ့စိတ်ရဲ့သဘာဝတွေကိုလည်းပိုးသိလာတယ်အဲဒီအခါမှာဖြစ်သည်များကိုဘေးကနေပွဲကြီးပရိသတ်လို့သဘောထားမျိုးနဲ့အေးအေးဆေးဆေးကြည့်နိုင်တယ်အဲ့ဒီလိုပွဲကြီးပရိသတ်တို့ဘာမှဝင်မဆက်ပဲအေးအေးဆေးဆေးကြည့်နိုင်တဲ့အရေးချင်းဟာအင်မတန်အရေးကြီးတဲ့တန်ဖိုးရှိတဲ့အရေးချင်းဖြစ်တယ်အဲ့ဒီလိုကြည့်နိုင်လေအမြင်ရှင်းလေပဲအမြင်ရှင်းလေအတိညာဉ်စင်တန်းမြင်မာလေပဲအတိညာဉ်အစင်တန်းမြင်မာလေစိတ်မှာလွတ်လပ်မှုပိုရှိလေဖြစ်မယ်